လာမယ့်23ရက်နေ့မှာအကောင်းဆုံးပြင်နေလာပါတယ် โอเคတို့ fighter တော့ ready ဖြစ်ပါပြီเนาะ ready ဖြစ်ပါပြီကြော်စာဝင်းအများကြီးပြောစရာမလိုဘူးเนาะကျွန်တော် fighter နဲ့ထုံးမကြော်စာဝင်းလာမယ့်23ရက်နေ့ကြာရင်ပွဲရတော့အရင်ကြည့်ကောင်းမှာပွဲ1 champion ပထမဦးဆုံးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့တနိုင်ငံလုံးစောင့်မျှော်လင့်ခဲ့ရတဲ့ကြော်စာဝင်းရဲ့ပွဲအောင်လာပြီး1 champion ရှိမှမျှော်ခွင့်ရှိတာဆိုလို့ကြော်စာဝင်းရဲ့ရဲရဲနောင်ရဲ့ဒါတွေပဲကြက်တော့ဗောနော်ဘယ် fighter ပဲအကောင်းဆုံးထွက်ပေါ်လာမလဲဆိုတော့ကျွန်တော်တို့စောက်ဆိုင်နေရတာလေဟိုအောင်လာပြီးခဲ့ရဗောနော်ဘယ် fighter ပဲတို့1 champion ရှိမှကပတ်ယူလာပေးမလဲဗောနော်မတော်ရဆိုတော့ကြော်စာဝင်းတရားပဲရှိတယ်ရဲရဲနောင်ဒါပဲရှိသေးတယ်ကျန်တဲ့လူတွေကြတော့ကျွန်တော်အဲ့လောက်ကြီးကြိုက်ရထင်မှလည်းမပါဘူးဗောနော်ရဲရဲနောင်ကြတော့ကျွန်တော်ပွေထိုင်းတက်ကနစ်တော့အားကောင်းတဲ့ fighter ဆိုရင်ကျွန်တော်တို့ကြည့်ရအောင်မယ်ကျွန်တော်ပွဲဦးထွက်မှာဘယ်လိုပုံစံလေးနဲ့ပြင်ဆင်ဘယ်လိုလာအောင်မသိဘူးเนาะဒါပေမဲ့ရင်းတော့ကထိုင်းအဲ့လိုတက်ကနစ်ပိုင်းတော့ဒီကောင်ကကောင်းတယ်မာကုံလည်းကောင်းတယ်အများကြီးပြောစရာမလိုဘူးပေါ့เนาะကျွန်တော်မှန်းလဲရင်းတော့လို့ဒီကြော်စာဝင်တော့အဓိကကျွန်တော်မှန်းတာကြော်စာဝင်ပေါ့เนาะရင်းတော့ကကြတော့အများကြီးမရရင်တော့ဒီကောင်ကတော့တန်ထီပြီးဝင်မယ်လို့ကျွန်တော်ထင်ထားတယ်ပေါ့เนาะအားလုံးကျေးဇူးတင်ပါကျွန်တော်မဟုတ်ဘူးလို့ပါ like share လုပ်ခဲ့ပါအားလုံး bye bye